ပြီးခဲ့တဲ့အပိုင်းမှာခါကာရှီနဲ့ဇာဘူဇာတို့ရဲ့တိုက်ပွဲကပြင်းထန်ပြီးအချိန်ကြာခဲ့ပါတယ်။အဲ့ဒါကြောင့်ခါကာရှီကရှာရင်းဂန်ကိုအသုံးလုံးပြီးမေ့လဲသွားပါတယ်။ဒီအပိုင်းမှာတော့ခါကာရှီကထာဆူနာရဲ့အိမ်မှာနိုးလာခဲ့ပါတယ်။မျက်နှာဖုံးတက်ထားတဲ့အရေးထဲကနေညာတွေကိုအမ်ဘူလို့ခေါ်ပါတယ်။သူတို့ရဲ့တာဝန်ကရွာရဲ့တစ်စပေါက်ရွာစဝစ်သားတွေနဲ့အလိုရှိတဲ့ဝရမ်းပြေးတွေကိုလိုက်လံတပ်ဖြတ်ရတာဖြစ်ပါတယ်။တိုက်ပွဲအတွက်အထူးလေ့ကျင့်ပေးထားတဲ့သူတွေဖြစ်ပြီးရန်သူတွေမှာထူးခြားတဲ့နေငင်စုထိုင်ကျူစုပစ္စည်းတွေနဲ့အရေးကြီးတဲ့ခန္ဓာကိုယ်အစိပ်ပိုင်းတွေကိုပါတင်ယူထားတတ်ကြပါတယ်။ဥပမာခါကာရှီတည်သွားတာနဲ့ရှာရင်းဂန်ကိုတင်ယူပြီးအလောင်းကိုဖျက်ပစ်ကြမှာဖြစ်ပါတယ်။ရွာပေးအပ်တဲ့တာဝန်ကိုဘယ်တော့မှမကြရှုံးတဲ့သူတွေဖြစ်ပြီးနောက်ယောင်ခံနေကြဆိုတာလည်းအတူတူပဲဖြစ်ပါတယ်။တစ်ဖက်မှာဂါတိုရဲ့ခြေစားဖြစ်တဲ့ဇာဘူဇာကလည်းမသေးပဲပြန်နိုးလာပါတယ်။သူ့ကိုအနက်ပစ်ပြီးခေါ်သွားတဲ့ကလေးကလည်းသူ့ရဲ့ဘက်တော်သားဖြစ်နေပါတယ်။တကယ်တော့ဒီကလေးကစေးပညာမှာတုံးတဲ့တာမန်အပ်နဲ့ခဏတာနှလုံးရက်သွားအောင်လုပ်လိုက်တာဖြစ်ပါတယ်။ခါကာရှီကလည်းအဲ့အကြောင်းကိုပဲပြန်တွေးပြီးတန်တရားဝင်နေပါတယ်။နာရူတိုကတော့ဇာဘူဇာအသက်ရှင်နေတာကြောင့်ပျော်နေပါတယ်။စကားပြောနေရင်အိမ်ထဲကိုကလေးတယောက်ဝင်လာပါတယ်။သူ့နာမည်ကအီနာရီလို့ခေါ်ပြီးထာဆူနာရဲ့မြေးလေးဖြစ်ပါတယ်။သူ့ကိုကြည့်ရတာနင်ညာတွေကိုအယုံကြည်မရှိတဲ့ပုံဖြစ်နေပြီးတခုခုကြောင့်စိတ်ဒဏ်ရာရနေတဲ့ပုံပေါ်ပါတယ်။ဗီဒီယိုလေးကိုကြည့်ရသဘောကျရဲဆိုရင်ကျွန်တော်ရဲ့ Facebook Page နဲ့ YouTube Channel ကို Like and Follow, Subscribe နဲ့ Share လေးလုပ်ပေးသွားကြဖို့တောင်းဆိုချင်ပါတယ်။အဲဒီနောက်ဂန်နေ3ယောက်ကချာကရာထိန်းချုပ်နေကိုတင်ကြားရပါတယ်။ချာကရာဆိုတာနင်ညာတွေအတွက်မရှိမဖြစ်အရာဖြစ်ပြီးအဓိကအချက်2ချက်နဲ့အလုပ်လုပ်ပါတယ်။ဆဲတွေကိုစုပေါင်းနိုင်တဲ့ရုပ်ပိုင်းဆိုင်ရာစွမ်းရင်စိတ်ကိုတည်ငြိမ်အောင်ထိန်းချုပ်နိုင်တဲ့စိတ်စွမ်းရင်အဲ့နှစ်ခုကိုပေါင်းစပ်ပြီးလက်သင်္ကေတတွေနဲ့သုံးရပါတယ်။အလွယ်ပြောရရင်ရုပ်နဲ့နာမ်ကိုရောထားတဲ့စွမ်းရင်ဖြစ်ပြီးလက်သင်္ကေတအဲ့ဒါကိုဖွင့်နိုင်တဲ့တော့ဖြစ်ပါတယ်။ဖွင့်တဲ့တော့အမှန်မှတိကျတဲ့ဂျူစုထွက်လာမှာဖြစ်ပါတယ်။လူတယောက်ချင်းစီကိုလိုက်ပြီးစွမ်းအားနဲ့ပုံသဏ္ဍာန်တွေလည်းအမျိုးမျိုးကွဲပြားပါတယ်။ကိုသုံးတဲ့ဂျူစုပေါ်မူတည်ပြီးပမာဏအတိအကျထုတ်လုပ်ဖို့လိုသလိုနည်းရင်လည်းမတိရောက်များရင်လည်းချာကရာကုံလို့သိမှာဖြစ်ပါတယ်။ချာကရာကိုထိန်းချုပ်တတ်ဖို့ပထမအဆင့်အနေနဲ့တစ်ပင်တက်ရမှာဖြစ်ပါတယ်။ချာကရာကိုခြေထောက်မှာစုပြီးလှုပ်တက်ရင်ဘေးဆောင်အပြင်ဇောက်ထိုးပါလမ်းလျှောက်လို့ရမှာဖြစ်ပါတယ်။နားလည်ရင်အိမ်မှာလိုက်ဆန်ကြည့်တင်ပါတယ်။ဒီလေ့ကျင့်ခန်းမှာတော့အသုံးမဝင်တဲ့ဆာကူရာခဏလေးနဲ့ရသွားပါတယ်။၄ယောက်ထဲမှာချာကရာအများဆုံးရှိတဲ့နာရူတိုကတော့ထုံးစံအတိုင်းပိတ်ချေးဖြစ်နေပါတယ်။မျိုးရိုးမြင့်နင်ညာလေးဆာစကဲရလည်းအသေးအတန်ကြိုးစားနေရပါတယ်။စင်းရဲလာတဲ့ကျွန်းနိုင်ငံလေးကတမျိုးလုံးအတွက်ရိတ်ခါမလောက်တဲ့အပြင်စိုင်မာတောင်ရောင်းစရာမရှိအောင်ဖြစ်နေပါတယ်။အဲဒါကြောင့်အလုတ်ကင်တဲ့ကုန်စည်တွေရဖို့အတွက်တရားကိုမဖြစ်မနေစောက်ဖို့လိုပါတယ်။တစ်ဖက်မှာတော့အချစ်ဆုံးတငယ်ချင်း2ယောက်ကထုံးစံအတိုင်းရောက်တဲ့နေရာမှာရန်ဖြစ်နေကြပါတယ်။အီနာရီရဲ့မွေးစားဖေခိုင်းစာကဒီမျိုးရဲ့သူရဲကောင်းဖြစ်ပြီးသူ့ကိုအနိုင်ကျင့်နေတဲ့ကလေးတွေလက်ကနေကယ်ခဲ့တာဖြစ်ပါတယ်။ဒီမျိုးကိုကာကွယ်ပေးနေတဲ့ခိုင်းစာကိုဂါတိုကလူပုံအလဲမှာတပ်ပစ်ခဲ့ပါတယ်။အဲ့ဒါကိုမြင်လိုက်ရတဲ့အီနာရီကစိတ်ဒဏ်ရာရသွားတာဖြစ်ပါတယ်။နောက်နေ့မနက်မှာနာရူတိုကတောထဲမှာတယောက်တည်းနိုးလာပါတယ်။ညတညလုံးလေ့ကျင့်နေပြီးပင်မလွန်းလို့အိပ်ပျော်သွားတာဖြစ်ပါတယ်။အဲ့အချိန်တောထဲမှာစင်းမြစ်ကူးနေတဲ့ကောင်မလေးတယောက်နဲ့တွေ့ပါတယ်။တကယ်တော့အဲ့ဒီကောင်မလေးကသူငယ်ငယ်ကဆင်းရဲလွန်းလို့အမိုက်ပုံနဲ့ရအောင်ခွေးနဲ့လူစားနေရတဲ့အချိန်ဇာဘူစာကခေါ်လာခဲ့တာဖြစ်ပါတယ်။လူတွေကတယောက်တည်းအသက်ရှင်ရတာအတိတ်ပဲမရှိသလိုသူတို့အတွက်အရေးကြီးတဲ့သူကြောင့်သာတန်မာလာကြတာဖြစ်ပါတယ်။ကိုစွမ်းကိုစားနဲ့ကိုချစ်ရတဲ့သူတွေကိုကာဝယ်နိုင်မှသာဘဝအတိတ်ပဲရှိမှာဖြစ်ပါတယ်။တကယ်တော့ဒီကောင်မလေးကမိန်းကလေးမျက်နှာနဲ့ယောက်ျားလေးတယောက်ဖြစ်ပြီးနာမည်ကတော့ဟာကူလို့ခေါ်ပါတယ်။ခဏကြာတော့တောထဲကိုခါကာရှီတို့လိုက်လာပါတယ်။ကြိုးစားမှုရဲ့ရလဒ်အနေနဲ့နာရူတိုနဲ့ဆာစကဲလည်းချာကရာကိုကောင်းကောင်းထိန်းချုပ်နိုင်သွားပါတယ်။အဲ့ညမှာ2ယောက်လုံးကချစ်ချစ်ခင်ခင်နဲ့လေ့ကျင့်ရေးရပြန်လာကြပါတယ်။လူတယောက်အလုပ်တစ်ခုကိုလုပ်ပြီးဆိုရင်ဘယ်တော့မှမပြတ်မကွက်ပဲနဲ့ဇွဲရှိရှိနဲ့လုပ်ကြရပါတယ်။အဲ့ဒါမှသာခေါင်းဆောင်ကောင်းတယောက်ယောက်ျားကောင်းတယောက်ဖြစ်တယ်လို့ခါကာရှီရဲ့ဆရာပြောခဲ့ပါတယ်။ဒါပေမဲ့အီနာရီကမင်းတို့တွေဘလောက်ပဲစူးစမ်းနေပါစေဂါတိုကိုနိုင်မိုးလောက်ထိမတန်ပါဘူးလို့ငိုရင်းမဲ့ထပြောပါတယ်။မိဘတွေဘလို့တိတ်ဆုံးသွားလဲမသိဘသူမှန်းလဲမသိတငယ်ချင်းဆိုလို့လည်းတယောက်မှမရှိတဲ့အပြင်တစုံတယောက်ရဲ့အတိမတ်ပြုခံရဖို့အသေးလဲစူးစမ်းနေတဲ့နာရူတိုဘယ်တော့မှမငိုတာကတန်မာတယ်ဆိုတဲ့စကားရဲ့ပြရုပ်ပဲဖြစ်ပါတယ်။ဘလောက်ပဲကြာရှုံးပါစေပြန်ထနိုင်တဲ့သူကသာအစ်စ်အမှန်တန်မာတာဖြစ်ပါတယ်။ခါကာရှီတို့တရားပေါ်ရောက်တဲ့အချိန်အလုသမားတွေအကုန်မောက်နေပါတယ်။အဲ့အချိန်နာရူတိုကတော့အိတ်နေရကြောင်နောက်ကျပြီးမတင်ငါလို့အိမ်မက်ကိုပြန်လာခဲ့ပါတယ်။ထာဆူနာရဲ့အိမ်မှာလည်းဂါတိုရဲ့လူတွေရောက်နေပြီးတရားပေါ်မှာလည်းတိုက်ပွဲရစနေပါတယ်။ခါကာရှီနဲ့ဇာဘူဇာဆာစကဲနဲ့ဟာခိုရိုရဲ့တိုက်ပွဲကပြင်းထန်နေပြီးဆာကူရာကတော့ထုံးစံအတိုင်းဘေးကကြည့်နေပါတယ်။ထာဆူနာရဲ့သမီးသူ့အမေကိုဖမ်းသွားတဲ့အချိန်အီနာရီကငိုနေပါတယ်။ဒါပေမဲ့နာရူတိုပြောခဲ့တဲ့စကားတွေကိုသတိရပြီးငါကြောက်လေမဟုတ်တော့ပဲတတိရှိစွာနဲ့ရင်ဆိုင်ပါတယ်။အဲ့အချိန်နာရူတိုကအချိန်မီရောက်လာပြီးလူစုံ2ယောက်ကိုလွယ်လွယ်ပဲအမှောက်သိပ်လိုက်ပါတယ်။တစ်ဖက်မှာဟာကူကဂျူဆူကိုလက်တစ်ဖက်ထဲနဲ့တောင်သုံးနိုင်လို့ဆာစကဲလည်းအခက်တွေ့နေရပါတယ်။မှန်လုံးပြောင်းလဲနေတဲ့ရေခဲချက်တွေနဲ့လှောင်ရင်တစ်ခုကိုဖန်တီးလိုက်ပြီးမှန်မောကအရေးတွေကနေတဆင့်အနဲ့ပစ်ပါတယ်။ဆာစကဲကအလူးလဲခံနေရချိန်မြောက်ရှုံးနေညာနာရူတိုကသူ့ရဲကောင်းဆက်ဆံဝင်လာပါတယ်။လှောင်ရင်အပြင်နဲ့အတွင်းကနေညှက်ပြီးတိုက်ဖို့လုပ်ပေမဲ့ငတုံးနာရူတိုကအတွင်းနဲ့ထိဝင်လာပါတယ်။ဟာကူရဲ့ဂျူဆူကမှန်တစ်ချက်ကနေတစ်ချက်ကိုအလွန်မြန်တဲ့အလျင်နဲ့တယ်လီပေါ့ပြီးတိုက်တာဖြစ်ပါတယ်။ဒါကိုခက်ခဲခန်းခိုင်းလို့ခေါ်ပြီးရှာရင်းဂန်လိုမျိုးမွေးရပါအစွမ်းဖြစ်တာကြောင့်ဖျက်ဆီးဖို့ဆိုတာတော်ရုံနဲ့မဖြစ်နိုင်ပါဘူး။ဒီတိုက်ပွဲမှာလူတိုင်းကသူတို့ရဲ့အိမ်မက်တွေအတွက်တိုက်ခိုက်နေကြတာဖြစ်ပါတယ်။ဟာကူကလည်းအကြောင်းရင်းတစ်ခုကြောင့်တိုက်ခိုက်နေရတာဖြစ်ပြီးဇာဘူဇာကိုကာကွယ်ပေးချင်တာကြောင့်လည်းဖြစ်ပါတယ်။လက်ရှိမှာတော့နာရူတိုရဲ့ကိုယ်ပါတိုင်းဆာစကဲရဲ့မီးဘော်လုံးတိုင်းတွေကအချင်းအနီးဖြစ်နေပါတယ်။ဒါပေမဲ့တိုက်နေရင်မဲ့ဆာစကဲကဟာကူရဲ့တိုက်ကွက်တွေကိုတဖြည်းဖြည်းမြင်လာပါတယ်။တစ်ဖက်မှာလည်းဇာဘူဇာကမြူရီအပြင်သူ့ရဲ့မျက်လုံးတွေကိုပိတ်ပြီးတိုက်ခိုက်နေလို့ရှာရင်းဂန်ရဲ့စိတ်ဖက်တိုင်းကသုံးမရဖြစ်နေပါတယ်။ဟာကူရဲ့လှုပ်ရှားမှုတွေနဲ့တိုက်ကွက်တွေကိုရှင်းရှင်းလင်းလင်းမြင်လာရပြီးဆာစကဲရဲ့မျက်လုံးအယောင်ကပြောင်းလဲသွားပါတယ်။ဥချီယာမျိုးနွယ်ရဲ့အမွေခံဆာစကဲကတိုက်ပွဲအတွင်းမှာပဲသူ့ရဲ့ပထမဆုံးရှာရင်းဂန်ကိုဖွင့်နိုင်သွားတာဖြစ်ပါတယ်။ဒါပေမဲ့တခဏဆိုတဲ့အချိန်လေးမှာနာရူတိုကယ်ရင်မဲ့လဲကျသွားပါတယ်
တစ်ချိန်လုံးတည်တည်ငြိမ်ငြိမ်နဲ့တယောက်တည်းပဲနေခဲ့တဲ့ Sasuke ကစိတ်ရှုပ်စရာကောင်းလောက်အောင်အနားမှာရှိနေခဲ့တဲ့ Naruto ကိုမသိစိတ်ထဲကနေတဦးတည်းသောတငယ်ချင်းရဲ့လို့ခင်တွယ်သွားခဲ့တာဖြစ်ပါတယ်ဘယ်သူမှမသိရဲ့သူ့ရဲ့အကိုနိုင်ရမယ်လို့ပြောပြီး Naruto အယမ်းမုန်းတာကြောင့်အသက်ရှင်နေလို့ပြောရင်းတည်သွားပါတယ်ကို့ကိုတံမိုးထားတဲ့လူကိုကာကွယ်ဖို့အနစ်နာခံသွားတဲ့ Sasuke ရဲ့လုပ်ရက်ကနင်ညာပိတပါတယ်ရုတ်တရက်လက်ပေါ်ကတငယ်ချင်းကိုကင်ထားတဲ့ Naruto ရဲ့ဘေးမှာအနီနဲ့အဝါပေါင်းထားတဲ့ Chakra တွေကစိတ်ထွက်လာပါတယ် Naruto ရဲ့မျက်နှာကတားရဲတကောင်ရဲ့အသွင်မျိုးဖြစ်လာပြီးဒဏ်ရာတွေကလည်းချက်ချင်းပျောက်သွားပါတယ်အမိကိုကြောင့်မြေခွေးရဲ့စွမ်းအားတွေက Naruto ဒေါသထွက်ပြီးစိတ်လွတ်နေတဲ့အချိန်ပောက်ကွဲထွက်လာတာဖြစ်ပါတယ်မြတ်ပြလာတဲ့ Chakra စွမ်းအားတွေကြောင့် Haku ရဲ့ရေခဲထောင်ချောက်တွေလည်းလက်သေးတစ်ချက်နဲ့တင်ကျိုးပြတ်သွားပါတယ်ရန်သူကိုတပ်ဖို့အစဉ်သင့်ဖြစ်နေတဲ့ Naruto ကကျိုးပဲ့သွားတဲ့မျက်နှာဖုံးအောက်ကမျက်နှာကြောင့်ချက်ချင်းပဲအသိစိတ်ပြန်ဝင်လာပါတယ်ရေနိုင်ငံရဲ့အလွန်သိငယ်ပြီးနှင်းတွေထူတဲ့ဒေသမှာ Haku ကိုမွေးခဲ့ပါတယ်မိဘတွေကတောင်သူတွေဖြစ်တာကြောင့်ဆင်းရဲပေမဲ့ပျော်ရွှင်တဲ့မိသားစုလေးဖြစ်ခဲ့ပါတယ်တိုင်းပြည်မှာပြည်တွင်းစစ်တွေဖြစ်နေတဲ့အချိန်ခက်ခဲကန်းခိုင်းလို့ခေါ်တဲ့တားစင်မြေးဆက် Sharingan လိုအရာနဲ့ Haku လိုမွေးရပါစွမ်းရင်ပါလာတဲ့သူတွေကိုလူတွေကမုန်းလာကြပါတယ်Haku နဲ့သူ့အမေရဲ့လိုအပ်ချက်ကိုသိသွားတဲ့အဖေကနှစ်ယောက်လုံးကိုယ်တိုင်ပဲပြန်တက်ဖို့လုပ်ပါတယ်အဲ့ဒါကြောင့်ခလေးတတ Haku ကသူ့အဖေကိုပြန်တက်ခဲ့ရပါတယ်လောကကြီးမှာတွေ့တာစရာမရှိတော့တဲ့ Haku အတွက်ဇာဘူဇာကပဲသူ့ဘဝကိုရှင်သန်အောင်ပြိုးထောင်ပေးခဲ့တာဖြစ်ပါတယ်ကျေးဇူးရှင်ကိုကာကွယ်ဖို့တာဝန်ကိုတောင်အခုချိန်မှာမကြေပွန်ခဲ့တဲ့ Haku ကသူ့ကိုယ်တိုင်အသေးခံမှုအစဉ်သင့်ဖြစ်နေပါတယ်လက်ကသွေးတွေနဲ့ပဲခါခါရှီကနင်ညာခွေးတွေကိုစင့်ခေါ်ပြီးဇာဘူဇာကိုချုပ်ထားပါတယ်မီဇူခါခဲကိုလှုပ်ကြံပြီးရေတိုင်းပြည်အာနာသိမ့်မဲ့အကြံကိုကြာရှုံးခဲ့တဲ့ဇာဘူဇာကခြေရဖြတ်ဖို့ငွေလိုတာကြောင့်ဂါတိုစီမှာကြေးစားဝင်လုံနေတာဖြစ်ပါတယ်ခါခါရှီကဒီတကကော်ပီတိုင်းမသုံးတော့ပဲချီတိုရီလို့ခေါ်တဲ့သူ့ရဲ့ကိုယ်ပိုင်လက်တနင်းဂျူစုနဲ့ဇာဘူဇာကိုအဆုံးသတ်ဖို့လုပ်ပါတယ်တေဖို့အတွက်အစဉ်သင့်ဖြစ်နေတဲ့ Haku ကဇာဘူဇာရဲ့ရှေ့ကနေဝင်ခံသွားပါတယ်လူတယောက်ကိုလက်နက်တစ်ခုပစ္စည်းတစ်ခုလိုသဘောထားပြီးအသုံးချဖို့တတ်မွေးစားခဲ့တဲ့တကောင်းသမားဇာဘူဇာက Haku တေတာကိုဘာမှခံစားရတဲ့ပုံမပေါ်ပါဘူးတစ်ချိန်လုံးအသုံးမဝင်ခဲ့တဲ့ Sakura Sasuke ရဲ့အလောင်းကိုဖတ်ပြီးတော့ငိုပါတယ်တစ်ဖက်မှာလည်းခါခါရှီနဲ့ဇာဘူဇာရဲ့တိုက်ပွဲကပြတ်နေပြီးဇာဘူဇာရဲ့လက်နက်ဖက်လုံးသုံးမရဖြစ်သွားပါတယ်နင်ဂျာဆိုတာအတုံးချခံတက်ပဲလို့ခံယူထားတဲ့ဇာဘူဇာကနာရူတိုရဲ့စကားတွေကြောင့်ပဲသူ့ရဲ့မဖော်ပြတဲ့ခံစားချက်တွေနဲ့တင်းမာတယ်ဆိုတဲ့မာနနဲ့တောက်ခံထားတဲ့မျက်ရည်တွေက Haku အတွက်စီးကျလာပါတယ်ဘယ်တော့မှမဖြီခဲ့တဲ့ပတ်တီးတွေကပွင့်သွားခဲ့ပြီးရှီနိုဘီတွေကလည်းလူသားတွေဖြစ်တယ်ဆိုတာကိုသူရှုံးချောင်းဝင်ခံရင်ဝမ်းမြောက်ဝမ်းသာနဲ့ပြောသွားခဲ့ပါတယ်ပြီးတဲ့နောက်စံကုန်မြေလေးလူအပ်တာဘောကာတိုကိုခုနိုင်တက်လက်ကိုပါဇက်မှာကိုက်ရင်ပဲငရဲကိုပျော်ပျော်ကြီးခေါ်သွားခဲ့ပါတယ်တစ်ဖက်မှာ Sasuke လည်းတေလောက်တဲ့တန်ရာတွေနဲ့ပြန်ထလာခဲ့ပါတယ်မြူဖုံးရရဲ့အသေးမှတဲ့လူချမ်းကြီးဇာဘူဇာရဲ့နောက်ဆုံးဆန္ဒက Haku ရဲ့မျက်နှာလေးကိုကြည့်ရင်တည်သွားခြင်းတာဖြစ်ပါတယ်ဒီလိုနဲ့တက်သစ္စာတင်း7ရဲ့မရှင်ကနှင်းတွေဝင်နေတဲ့တံတားကြီးပေါ်မှာပြီးသွားခဲ့ပါတယ်လေတိုင်းပြည်မှာရှိတဲ့လူတိုင်းရဲ့မျှော်လင့်ချက်နဲ့ယုံကြည်ရာကိုဆက်သွယ်ပေးထားတဲ့တံတားကြီးရဲ့နာမည်က Naruto ဖြစ်ပါတယ်ဒါကတော့အပိုင်းလေးဖြစ်ပြီးစိတ်ဝင်စားရင်အပိုင်း9ကိုနောက်နေ့မှတင်ပေးသွားမှာမို့လို့ like share comment လေးတွေနဲ့ကူညီပေးသွားကြဖို့တောင်းဆိုချင်ပါတယ်